ခန္ဓာကိုယ်ပေါ်ကကြက်နိုတိုင်းဟာလင်ကတဆင့်ကူးဆက်တာလားမင်္ဂလာပါလူကတော်များများဟာသူတို့ရဲ့ခန္ဓာကိုယ်မှာကြက်နိုလေးတွေတွေ့ရင်ငါလင်ကတဆင့်ကူးဆက်တဲ့ယောဂရနေပြီလားဆိုပြီးတော့စိုးရိမ်တတ်ကြပါတယ်ဒါဟာရှက်စရာလို့ထင်ပြီးတော့ဆရာဝန်စီသွားဖို့လဲဝင်လင်းနေတတ်ကြပါတယ်ဒီနေ့ဗီဒီယိုမှာခန္ဓာကိုယ်နေရာအနှံ့မှာပေါက်တဲ့ကြက်နိုတိုင်းကလင်မတဆင့်ကူးဆက်တတ်တာဟုတ်မဟုတ်ဆိုတာကိုကျမကြီးရှုထောင့်ကနေရှင်းလင်းတင်ပြပေးတော့မှာဖြစ်ပါတယ်ပထမအဆုံးသိထားရမှာကကြက်နိုအားလုံးဟာ HPV လို့ခေါ်တဲ့ Human Papilloma Virus ကြောင့်ဖြစ်တာပါဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာက HPV Virus ပိုးအမျိုးပေါင်းက100ကျော်ရှိပါတယ်ဒီ Virus အမျိုးအစားတွေပေါ်မူတည်ပြီးတော့ကူးစက်ပုံချင်းကလည်းမတူကြပါဘူးကျမတို့ရဲ့လက်တွေခြေထောက်တွေဒူးကောင်းတွေမှာပေါက်လို့ရှိတဲ့တာမန်ကြက်နိုတွေဟာလင်္ကာတဆင့်ကူးစက်တတ်တာမဟုတ်ပါဘူးဒါတွေဟာအရည်ပြားချင်းဓာတ်ရိုက်ထိတွေ့ရာကနေတော့၎င်းကြက်နိုရှိရဲ့သူတုံးထားတဲ့မျက်နှာတုပ်ပေါ်ကဖက်နက်သို့မဟုတ်ရေကူးကန်လိုမျိုးဆွဆွတဲ့နေရာတွေကနေတဆင့်ကူးစက်တတ်တာများပါတယ်ဒါပေမဲ့လင်အင်္ဂါတဝိုင်းကျွမ်းသူတွေကတော့လိမ်မတဆင့်ကူးစက်တတ်တဲ့ယောဂ STI ကြောင့်ဖြစ်ပါတယ်ဒါဟာအခြား HPV virus အမျိုးအစားတွေအထူးသဖြင့်အမျိုးအစား6နဲ့7ကြောင့်ဖြစ်ပြီးတော့လင်ဆက်ဆံပေါ်နဲ့အရည်ပြားချင်းဓာတ်ရိုက်ထိတွေ့ရာကနေကူးစက်တာပါအချုပ်အားဖြင့်ဆိုရရင်ခန္ဓာကိုယ်မှာပေါက်နေတဲ့ကျွမ်းသူတိုင်းဟာလိမ်မတဆင့်ကူးစက်တာမဟုတ်ပါဘူးနေရာပေါ်မူတည်ပြီးတော့ကူးစက်ပုံချင်းကွာခြားပါတယ်ဒါကြောင့်တစ်မှာကျွမ်းလို့ရှိနေမရှက်ပါနဲ့မစိုးရိမ်ပါနဲ့အရေးကြီးတာကဘလို့အမျိုးအစားလဲဆိုတာကိုသိဖို့နဲ့မှန်ကန်တဲ့ကုသမှုရဖို့ဆရာဝန်တွေနဲ့တိုင်ပင်ဖို့ပါပဲဒီဗီဒီယိုလေးကတင့်အတွက်ဖူးတူတာရစီရဆိုရင် like ပေးပြီးတော့အခြားသူတွေလည်းသိရအောင် sharing လုပ်ပေးပါဦးကျမ်းမာရေးနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအချက်လက်တွေကိုဆက်လက်ကြည့်ရှုဖို့ကျမတို့ရဲ့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်နော်အခုကြည့်ရှုနေတဲ့သူတွေမှာလည်းကျွမ်းတို့ပေါက်ဖူးတယ်ကျွမ်းတို့နဲ့ပတ်သက်ပြီးတော့အတွေ့အကြုံမဟုတ်တူတာတွေရှိရဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးရဲ့ comment မှာ share လုပ်ပေးတော့ပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့ဆုံကြပါမယ်